တဘာဝတရားရဲ့ engineer လို့တင်စားခေါ်ရတဲ့ Viva ကောင်းတဲ့အချောင်းပြောပြမယ်။သူတို့ဟာကဘာပေါ်မှာဒုတိယကြီးဆုံးကိုက်ဖြတ်တတ္တဝါထီပြီးပတ်ဝန်းကျင်တစ်ခုလုံးကိုပုံဖော်နိုင်တဲ့တကယ်တိဆောက်ရဲ့ကျွမ်းကျင်သူတွေပဲ။သူတို့ရဲ့ကိုယ်လေးချိန်ကကီလို30လောက်ထိရှိနိုင်တယ်။ခန္ဓာကိုယ်ကတွတ်ခိုင်ခိုင်နဲ့ခေါင်းကလည်းအကြီးကြီးပဲ။အထင်ရှားဆုံးကတော့အမြဲရှည်ထွက်နေတဲ့လိမ္မော့ရောင်ရှည်သွားတွေပေါ့။ဒီသွားတွေနဲ့သစ်ပင်တွေကိုအေးအေးဆေးဆေးကိုက်ဖြတ်ကြတာ။နောက်ပြီးလောတက်လို့အပြားလိုက်ပုံစံအမြင့်ကြီးလည်းပါသေးတယ်။ကဲသူတို့ကိုဘယ်နေရာတွေမှာတွေ့နိုင်လဲဆိုတော့အဓိကအဖြစ်မြောက်ကဘာချမ်းမှာပေါ့။မြစ်တွေချောင်းတွေအဲအိုင်တွေလိုရေချိုရှိတဲ့နေရာတွေကိုအရန်သဘောကျကြတယ်။မျိုးစိတ်နှမျိုးရှိပါတယ်။တစ်မျိုးကမြောက်အမေရိကမှာအများဆုံးနေပြီးနောက်တစ်မျိုးကတော့ဥရောပနဲ့အာရှတိုက်တွေမှာနေထိုင်ကြပါတယ်။သူတို့ရဲ့အထူးခြားဆုံးပြုမှုကတော့ရေကာတာစောက်တာပဲပေါ့။သူတို့ကိုယ်တိုင်ကိုက်ဖြတ်ထားတဲ့တစ်ပင်တွေရွှွန့်စေးတွေနဲ့ရေကာတာတွေရောနေထိုင်ဖို့အတိုင်းအောင်တွေပေါ်ဆောက်ကြတယ်။ဒီလိုရေကာတာဆောက်လိုက်တော့ရေကန်အသစ်တွေဖြစ်လာပြီးသားရဲတွေရန်ဟန်တွေကာကိုပေးတဲ့လုံယုံတဲ့နေရာတစ်ခုကိုဖန်တီးလိုက်တာပဲ။ပြီးပါတဲ့ဟာဂီယာစနစ်ရဲ့အဓိကကျတဲ့မျိုးစစ် Keystone Species တကူပါ။သူတို့ဆောက်တဲ့ရေကာတာတွေကတခြားတဲ့ဆန်ပေါင်များစွာမီးခေါ်ရတဲ့စိတ်မြေတော်တွေကိုဖန်တီးပေးတယ်။ပြီးတော့ရေအောင်မှာ15မိနစ်အထိအသက်အောင်ထားနိုင်တယ်ဆိုတာတကယ်ကိုအံ့ဩစရာကောင်းလို့တယ်။ဒါကြောင့်သူတို့ဟာရေကာတာတွေကိုပဲတိစောက်နေတာမဟုတ်ပဲဂီယာစနစ်တစ်ခုလုံးကိုပါတိစောက်ပေးနေတာ